là bà cho li mình để rồi thả là rồi để tóm mà lấy rồi mình liều tóm mà lấy mà cả lý anh em sẽ lấy rồi đủ đủ đem mấy à bọn nó tung tăng này làm sủi thì ít ticket sẽ lấy cả qua trong này thuần mà lấy mà cả ít ticket về thái liều lấy mà của trong này chủ bio là lấy à rồi ngã này là của giao là cái là mà xích chủ bio bọn nó ngã này là của ngã này về ngoài trong này mà thuần mà cô xin bây giờ tham mà là đến còn nói là lý sao nghĩ bài giờ tháp bao feeling là luôn đau mình làm tiểu xích gì đó không vậy chỉ bị chạm nó tha đi lên đồ về cái đồ chi nhà bây giờ tôi là nó làm cho cái là nhiều chi nhà bị bài cái giờ tham trước khi mà cái nào đi làm việc là đểဖြစ်သွားcái đồ chi nhà bây giờ cái là cha là tăng mu pura ma nem ne ne nemna pura ma sen neနေပြီးတော့ပူရာမှာရထားတော့တက်ခါစားတော့အေးမယ်လို့ထင်နေရတော့တဲလေးရက်ကွက်အေးလည်းမအေးဘူးလားဒီလားအေးမှာလားကြည့်သေးရပေါ့အေးမှာလို့ပြောတာမနေ့မူလေးနာပါလို့ရှိတယ်ဟောဒီတော့လည်းဘာမှတွေ့ရလေကွက်တင်ဖွင့်ရတော့အဲ့ဒါဖွင့်လာတော့ဘုမတော့ပြောရထားပေါ်မှာဝယ်စားရင်အမှုချက်ဥကျော်နဲ့ကော်ဖီနဲ့ပြပါတယ်ဆိုလို့ရှိရင်45မိနစ်လောက်မှဝါရတဲ့ပကူပတာရပြီကော်ဖီလေးတောက်လိုက်မုန်လေးစားလိုက်ပကူပတာရောက်ပါပြီပကူပတာရောက်ပါပြီမနေ့ဘယ်နှစ်နာရီလဲဆိုတော့မနေ့ခဏလေးတော့9နာရီမှာ6နာရီရထွက်လိုက်တာတော့9နာရီမှာပကူပတာရောက်ပါပြီရှင်မအစင်းတက်တယ်လို့ပါခုံလေးတွေကလည်းကြိုးမဖြတ်ထားတော့ဒီလိုခုံလေးတွေပဲထိုင်နောက်ပြန်လို့မရအောင်အဲကောတော့အေးစိတ်နဲ့တို့ပြောတဲ့အတိုင်းတကယ်အေးစိတ်ပါရဲ့ရှင်ပါလာတဲ့ရထားဟာတောင်လေးပူရာမှာပါလာပြီးဖြစ်ပါရဲ့ရှင်။ညောင်လေးပင်ကြီးဆက်ရောက်မဲ့ပူရာမှာတောင်ပူရာဖြစ်ပါရဲ့ရှင်။ကောရှေ့ကတောင်လေးပူရာမှာတောင်ပူရာတို့ရထားမောင်းနေခြင်းတနာရီ22မိနစ်ကြာနေမှာဖြစ်ပါရဲ့ရှင်။အဲ့လိုလေးကြည့်ရပြရဲစိတ်ကြီးနော်။ The train is going to depart from Yaolibin station. It's going to arrive to Dangmu and it takes around an hour and 22 minutes from Yaolibin station to Dangmu station. Ole puero triare Yinere bedenga sibe Tualo mochi pio မနေ့ကလေတော့ဟိုဟာမန္တလေးကိုရထားနဲ့သွားတာလေရောက်လာတော့အခုကလောကိုရောက်လာကလောအခုဒီပေါ့နော်ဒီဟာအခုတဲတဲ့ဟိုတယ်ဒီဟာပန်ဂရုဆိုတော့ပန်ဂရုဆိုတဲ့ဟိုတယ်အမှရောက်လာတာဟိုတောင်ဆိုရင်မြောက်ရက်ပါပေါ့နော်အလုံးနဲ့ကိစ္စလေးလဲဆိုတော့လေတောင်ဆိုရင်မြောက်အဲ့လိုမျိုးအဓိကပြောချင်တာကလေမနေ့ကဟိုရထားစီးတဲ့အကြောင်းပြောချင်တာရထားလေမန္တလေးရန်ကုန်ရထားအဲကွန်လေအရန်ကောင်းနေပြီလားတခုပဲဟိုအချိန်လဲမှန်နေအထဲထဲမှာလဲတက်ရက်မှွေးကြိုင်နေရတယ်ပေါ့နော်နောက်တစ်ခုကအဲကွန်ရန်နဲ့ကောင်းအဲကွန်ရန်နဲ့ပထမထွက်ချင်ပါလေဘက်ကအမှအစမှကြည့်လိုက်ထွက်ချင်ပါလေအဲကွန်ရန်အေးလည်းမအေးဘူးနော်တဲ့ဆိုရမှာအဲအားလေအကိုဝန်ထမ်းနေရလေဟိုအေးလာလိမ့်မယ်မယုံရင်စောင့်ကြည့်နေဆိုပြီးတော့တကယ်တော့ပြီးတော့အမလို့ပါလာသမျှအနွေတွေအထင်သေးမိလိုက်တာပေါ့နော်အနွေတွေထုတ်ဝေးရတယ်မာဖလာတွေလည်းပက်ရတယ်အမလီအရန်ကောင်းတယ်အဲ့လေမန္တလေးရန်ကုန်သွားမယ်ဆိုရင်မန္တလေးကရန်ကုန်ကမန္တလေးသွားမယ်ဆိုရထားပဲစီးကြသိလားဈေးနှုန်းလေးကလေ online ကနေဝယ်လို့ရတယ်ဟိုဟာပေါ့4000ကျော်နဲ့3000ကျော်ပေါ့နော်ပတ်တော့မနေ့က online မှာချက်ချင်းဝယ်လိုက်တာဆိုမနေ့အစောကြီးသွားမအောင်ညနောက်မှချက်ချင်းဖြတ်တာဆိုတော့လေနည်းနည်းလေးဟိုအထက်ဟိုစပါပထမတန်းတော့အဲ့လိုမျိုးလို့မရဒါပေမဲ့ပထမတန်းမရပြီမဲ့အဲ့3000 4000ဆိုတဲ့အတန်းလေတော်တော်ကိုကောင်းတာနောက်ပြီးတော့အဲ့မှာရှိရဝန်ထမ်းတွေပေါ့နော်အဲ့မှာဟိုကော်ဖီလာရောင်းတဲ့ဝန်ထမ်းတွေထမင်းမူလာရောင်းတဲ့ဝန်ထမ်းတွေအကုန်လုံးသဘောကောင်းကြတယ်တလားဟိုဘယ်လိုပြောမလဲဟိုမစားဘူးဆိုလို့မမအောင်ဆိုလည်းစိတ်မဆိုးကြတော့ဆက်ဆက်နောက်နေပဲအဲ့လိုမျိုးပြီးသွားကြတယ်တခုပဲအဲ့လူကြီးတွေပေါ့နော်လူကြီးတွေစီးမယ်ဆိုလို့ရှိတော့ခါနေတဲ့နာတယ်ဘာဖြစ်လို့ခုံလေးတွေကတော့ဆိုဖာခုံမယ်သူကဟိုဖော့တွေနဲ့ဆိုဖိုင်းနဲ့တေးချလို့ဒါပေမဲ့မှီရဲ့နေရာလေးဒီလိုမျိုးနည်းနည်းလေးစောင်းတော့ကိစ္စမဒီလိုမမတ်ကြီးပေါ့နော်ဒီလိုမမတ်လူနည်းနည်းလေးမမက်လေးတွန်းရတာပေါ့နော်အဲ့ဟာကိုမနေ့6နိုင်စီညနေ4နိုင်လောက်မှဟိုရောက်တယ်လို့ပြောအဲ့လူကြီးတွေကသွားမယ်ဆိုလို့ရှိရင်တော့လမ်းလေးပါလေးထားရှောက်နောက်ခါမှမီးရဲ့အမိလေးတို့နောက်ခေါင်းမှာတက်တဲ့ဥစားလေးတွေတို့အဲ့လိုမျိုးလေးတွေနဲ့နောက်နည်းနည်းအေးတက်လို့ရှိလို့ရှိရင်အနွေးတယ်လေးတွေပါလေးတွေထည့်သွားပေါ့နောက်ရေတွေပါလေးစောင်းသွားအဲ့ဒီမှာတော့ဟိုကော်ဖီတို့ပါလို့တော့
တက်ဟိုရောင်းတာပေါ့နော်နန်းနိုင် coffee တောက်လို့ကောင်းတယ်တစ်ခွက်မှ1500ရတယ်တစ်ခွက်မှအဲ့မော်လေးသူ့ဈေးနဲ့သူတော့ဟိုစားတော့ဖြစ်တာပေါ့နောက်ခောက်ဆွဲပြုတ်ရရင်နောက်အာလူးကြော်တို့ငါးရီကွန်ကြော်တို့လည်းရရင်အဓိကပြောချင်တာကတော့လေအဲ့လိုမျိုးပေါ့ယထာနဲ့သွားတာအဆင်ပြေပါတယ်လို့အဲ့ဒါလေးပြောချင်တာပါအဲ့လိုမျိုးအဲကွန်ယထာပေါ့နော်အဲကွန်ယထာနဲ့သွားတာအဆင်ပြေပါတယ်လို့အဲ့လိုလက်မှတ်တွေပိုင်းစုံစမ်းချင်နေပိုင်းဆိုလို့ရှိရင်သူတို့မြန်မာမီးယထာ page ထဲမှာပေါ့နော်ဝင်ပြီးလေးလာလို့ရပါတယ်လို့အားလုံးကျေးဇူးတင်ပါတယ်အခုတော့ပေါက်အေးစစ်စစ်နဲ့ဟိုပါပေါ့မနေ့ကအခု8နာရီခွဲအိတ်ချပလိုက်တာလေမနေ့ကလည်းတအားအစိုးရထားရတဲ့အတွက်အခုတော့ကလောမှာရောက်နေပါတယ်ကလောမှာရောက်ပြီးတော့အနားယူပဲပြီးလို့ရှိရင်တော့အလုပ်သွားရမှာပေါ့နော်လောက်ဆိုလည်းပြင်မဲ့လို့မရှောက်သွားမယ်အလုပ်လို့ပြောတာပါရှောက်နေလိုက်မယ်နော်အားလုံးကျေးဇူးတင်ပါတယ်အဓိကပြောချင်တာကယထာစီလို့ကောင်းပါတယ်လို့ပြောချင်တာပါရှင်ပေါ့ခုနလေးပြောတဲ့ထက်မှာလေမိရထားကိစ္စပြောတဲ့ထက်မှာလေအကြောင်းပြောတဲ့ထက်မှာလေတခုလိုပါသေးတယ်တဲ့လားဘာလဲဆိုတော့ toilet အကြောင်းပြောချင်တာပေါ့နော် toilet ကလေမိရထားမှာပါတဲ့ toilet အရန်ကောင်းတယ်တော့ဒီဘက်မှာအထင်သေးမိရလေအဲ့လောက်ခီးအကြာကြီးသွားလို့ရှိရင်လို့ကိုကလေကြာရှူးရှူးစိန်ဆိုတော့လေအဲ့လိုမျိုးအကြာကြီးပဲအဲ့လိုစီးရခါကျငါ toilet သွားရင်ကြရက်ထမှာပဲလို့ငငယ်တော့ကတော့ရထားရေးစီးမှုတယ်အဲ့လို toiletမှာကြရက်ထလို့လေရထားသွားရင်ဟိုကြရက်နဲ့ဟိုကြရက်ထလို့မစီးဘူးပေါ့နော်ဒါပေမဲ့အခုလည်းကြောက်တော်ကောင်းတာတော့ toilet ကလေတီးလို့ရှိရင်လေဟိုလင်းပြန်မရီမာလေးတင်ထားတဲ့လင်းပြန်မှာပါတဲ့ toilet တွေလိုပဲတော့ရေးလေးခလုတ်လေးချက်လိုက်တဲ့ shik ဆိုတာနဲ့အကောင်လုံးအဲ့လိုလေဟိုဘယ်လိုပြောမလဲစေးပြီးသား6ပြီးသားနောက် toilet ကလည်းတန့်ရှင်းနေရပဲအဲ့လိုမျိုးပေါ့ဟိုယထာကလည်းကောင်းတဲ့အတွက်ဒီဝန်ထမ်းတွေကလည်းအိမ်နာကိုလေဟိုတိတိကျကျလုတ်ပြီးထားရတဲ့ထဲမှာတဲ့လားအဲ့လိုအနံ့အစိုးတွေရောအမိုက်တွေရောဘာတွေရောဘာမှမရှိဘူးနောက်ပြီးတော့စီးရဲ့လူတွေလည်းလေလူတွေကလည်းလေဟိုဘယ်လိုပြောရမလဲအခုနောက်ပိုင်းစီကန်းရှိလာကြတယ်လို့ထင်တယ်လို့ပဲပြောရမလားဘာလို့မသိပါဘူးကိုတက်တဲ့ drive လက်ကတော့တော်တော်ကောင်းငယ်တော့အဲ့ဟာလေးကိုတော့ပြောချင်တာတော့အဲ့ဟာပြောချင်လို့အဲ့ဟာလေးထပ်ပြီးတော့ထပ်ဖြည့်ပေးတာပါယထာစီကြနော်ချစ်တွေ